အခုဆိုရင်စီစီတို့တရွေ့ရွေ့နဲ့စီးတက်လာတာဆော်ဘွားကြီးကုန်းကိုရောက်ပြီပေါ့နော်အဲ့တော့ဒီနေ့ကတော့အိုးတော့မထမ်းဘူးဒါပေမဲ့ဒီရေကိုထမ်းရတဲ့လူတွေနဲ့အတူတူစီးလက်ရှိနေပါတယ်